မင်းကိုတကယ်ချစ်တဲ့မိန်းမတယောက်ကမင်းစီအားငွေတွေကိုမမှတ်မဟုတ်မင်းမှာငွေကြေးရှိရမရှိရမင်းချမ်းသာတာမချမ်းသာတာကသူမအတွက်အရေးလည်းမကြီးသလိုဂရုလည်းမဆိုင်ဘူးသူမတကယ်တန်မိုးထားတာကမင်းစီကအချစ်ပဲသူမတကယ်မမောတာဟာလေမင်းစီကဂရုဆိုင်မှုတွေပဲမင်းကိုတကယ်ချစ်တဲ့အမျိုးသမီးတယောက်ကမင်းကိုထားခဲ့မယ်ဆိုရင်မင်းမှာငွေမရှိလို့လည်းမဟုတ်သလိုမင်းဟာမချမ်းသာလို့လည်းမဟုတ်ဘူးတကယ်တော့မင်းမသူမကိုစာနာတတ်တဲ့နှလုံးသားနဲ့သူမကိုနှွေးထွေးစေတဲ့နှလုံးသားမရှိခဲ့လို့ပဲမိန်းကလေးတွေကသူတို့အရင်ချစ်ရတဲ့သူဆိုရင်လွယ်နဲ့လက်မလွတ်နိုင်ကြပါဘူးအကယ်၍များမင်းကိုအရင်ချစ်ခဲ့တဲ့အမျိုးသမီးတယောက်ကမင်းကိုလက်လွတ်ခဲ့မယ်ဆိုရင်မင်းသူမကိုဘယ်လောက်တောင်မှနာကျင်စေခဲ့မိပြီလဲဆိုတာကိုသာအရင်ပြန်စဉ်းစားပါမင်းသူမကိုဂရုစိုက်မိခဲ့ရဲ့လားမင်းသူမပေါ်မှာနှွေးထွေးပေးခဲ့ရဲ့လားဆိုတာကိုသာအရင်ပြန်သုံးသပ်ပါမင်းမငွေမရှိလို့ဆိုတာကိုမင်းရင်တွေးရမှာမဟုတ်ဘူးငွေမရှိလို့ဆိုတဲ့အကြောင်းအရာတစ်ခုတည်းနဲ့မင်းအတွက်နဲ့ပေးဆက်ခဲ့တဲ့သူမရဲ့နာကျင်မှုတွေကိုတော့ရက်ွယ်မပြုတ်လိုက်ပါနဲ့